အခွင့်အရေးရတိုင်းမယူပါနဲ့တဲ့ခေါင်းစဉ်ကလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာတချို့အခွင့်အရေးတွေကိုရတိုင်းမယူမိပါစေနဲ့အခွင့်အရေးရတာပဲဆိုပြီးတချို့ကနင်းကန်ယူတတ်ကြတယ်တကယ်လေအဲ့ဒီအရာကိုပြန်ပြီးပေးဆက်ရမယ်လဲဆိုရောမလုံနိုင်နေဖြစ်ပြီးပြဿနာတွေဖြစ်ကြရတယ်တချို့လူတွေကအခွင့်အရေးပေးထားတယ်ဆိုတာဟာအကျိုးလိုညောင်ရည်လောင်းထားတာပဲသူတို့အတွက်အကျိုးတစုံတရာမျှော်မှန်းထားတာရှိလို့ပဲသူတို့အတွက်အကျိုးမရှိဘူးဆိုရင်ပေးမှာမဟုတ်ဘူးဒါကိုကငါအခွင့်အရေးရတာပဲရာတုံးလေးဝင်တွေ့လိုက်မှမကြံပါနဲ့ကိုသူ့စီကတခုယူမိရင်တခုနဲ့တန်အောင်လုပ်ပေးရမယ်တခုနဲ့တန်အောင်ပြောခံရမှာပဲတရားဘိုးပေးထားရင်တရားဘိုးနဲ့တန်အောင်ပြန်လုပ်ပေးရမှာပဲ1000မိုး1000မိုးစသဖြင့်ယူထားရင်အဲ့ဒါနဲ့တန်တာကိုပြန်ပေးရမှာပဲလောကမှာအလကားပဲအရာမှမရပါဘူးဘာမျောလင်းချက်မှမထားပဲပေးတဲ့သူဆိုတာတော်တော်လေးကိုရှားတယ်တခုပေးရင်တခုပြန်လိုချင်တာဓမ္မတာပဲကိုယ့်ကိုအကူအညီတစ်ခုပေးရင်သူ့အတွက်အကူအညီတစ်ခုကတော့ပြန်ပေးရမှာပဲဒီလိုမဟုတ်ပဲရလာသမျှအခွင့်အရေးကိုနင်းကန်ယူတဲ့အခါကျတော့ကိုသူ့ကိုပြန်မလုပ်ပေးနိုင်နေဖြစ်ပြီးနောက်ဆုံးမှပြဿနာတွေဖြစ်ကြရတယ်လိန်နေများတဲ့လောက်ကင်ကျွေးကြတယ်ဘာကြောင့်ကျွေးမွေးတာလဲလိုချင်မှုတစ်ခုရှိလို့ပေါ့ချစ်သူရည်စားတွေပေးကြကမ်းကြတယ်ဘာကြောင့်လဲအခွင့်အရေးလိုချင်လို့ပေါ့တထေးကြီးတွေကိုယ့်အလုပ်သမားကိုဘာကြောင့်မြေတောင်မြောက်ပေးတာလဲလိုချင်တာတစ်ခုရှိလို့ပေါ့အဲ့ဒီလိုပေးကမ်းထားပြီဆိုရင်နည်းနည်းပေးရင်နည်းနည်းပြောချင်တာပဲများပြီးများပြောခံရမှာပဲဘာကြောင့်လဲပေးထားတာကိုပေးထားတော့ပြောခြင်းဆိုခြင်းချုပ်ချယ်ခြင်းနဲ့မပေးထားတဲ့သူဆိုရင်ပြောလို့မရဘူးလေတချို့ဆိုရင်ပေးထားကြွေးထားတော့စကားတွေအထက်စီးကနေပြောခံရတယ်အဆဲဆိုတွေခံကြရတယ်ဒါဟာသူ့စီကယူထားတာကိုလူဟာပေးထားရပြီဆိုရင်ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတော်မှဝင်ဆွတ်ဖတ်တာကိုခံရတာတွေရှိတယ်အဲ့ဒီခါကျမှငါကိစ္စဝင်မရှုပ်နဲ့လို့ပြောလို့မရဘူးကိုသူ့စီကယူထားပြီးပြီလေတချို့လူတွေကအဲ့ဒီလိုသူများစီကအကူအညီတော့လိုချင်တယ်အပြောဆိုကြမခံနိုင်တဲ့သူတွေရှိတယ်နော်ဒါဆိုရင်တော့အကူအညီမတောင်းတာပဲကောင်းတယ်အကူအညီတစ်ခုယူထားရင်တစ်ခုတော့ပေးဆက်ရမှာပဲဘုံတို့ဘုံကြီးတွေတောင်မှတရားဓမ္မတွေစီကတစ်ခုအလူခံထားရင်အဲ့ဒီတစ်ခုနဲ့တန်အောင်နေထိုင်ရတာပဲ10ခုအလူခံရင်10ခုနဲ့တန်အောင်ပြောခံရမှာပဲအလူတော့ခံနဲ့ငါဘာမှလာမပြောနဲ့လို့လုပ်လို့မရဘူးလူဆိုတာပေးထားရင်ပြောချင်တာဓမ္မတာပဲအမေတွေအဖေတွေကိုသားသမီးတွေထောက်ပံ့တယ်ထောက်ပံ့ရပါများလာရင်အပြစ်တွေမြင်လာတာပဲမြင်လာရင်ပြောမိမယ်ဆိုမိမယ်ဒါဟာပေးထားလို့ဖြစ်ရတာပဲကတိညုကတဝေဒီဆိုတဲ့ကျေးဇူးတရားဆိုတာဟာသူ့ကိုပေးတယ်ကျွေးတယ်ဒါပေမဲ့သူ့စီကဘာမှပြန်ပြီးမမျော်လင့်မှသာလျှင်ကျေးဇူးရှင်လို့ခေါ်ထိုက်တာပါပြန်ပြီးမျော်လင့်နေတယ်ဆိုရင်တော့အကျိုးလိုညောင်ရည်လောင်းတာလို့ပဲပြောချင်ပါတယ်နော်